ဒါတော့ကိုစမ်းပြခိုင်းထားတဲ့ brother တွေတော့ပဲဖြစ်ပါတယ်ကဲဒီတော့ဒီ item တွေကသွေးတက်လားသွေးလည်းမတက်ဘူး okay အဲ့ဒီ item နဲ့ရောသွေးတက်မလားဒါတို့ရှိုးမယ်အိုးရောသွေးအပြည့်ကြီးစောင်းတော့သွားတာအိုးလိုလိုကဲတိုင်းတို့ဗာလဲထုံးစံအတိုင်းပဲလက်စကိုသွားစမ်းမယ် Let's go ကဲသွေးရလည်းနည်းနည်းပဲကြံတယ်ပြီးတော့ item ကလည်းသူပြတ်ထားတဲ့ item တွေပဲကျွန်တော်ဆက်တယ် applan လေးပါထပ်ပြမယ်လိုက်တော့မနော် applan ကတော့ဒီ applan ဗျာကဲသွေးတက်မတက်ဆိုတော့စမ်းကြည့်မယ်လက်စကိုအာဒီမိတ်လေးပဲထိုးပါနော်မဟုတ်လေဟိုကောင်ပြောတာဟိုကောင်အဲ့လိုမဟုတ်လေဟိုကောင်ကြီးကစောင့်တက်တာလေအင်္ဂလိပ်ထဲမှာဆန်းခိုင်းတဲ့ brother တွေလည်းကျွန်တော်တစ်ခါဆန်းပြရမယ်ရေတန်ကလုံးဝအလုပ်ဖြစ်လာမဖြစ်လာဆိုတော့ customer တော့သွေးကလုံးဝမတက်ဘူးအဲ့ဆိုရင် damage ထွက်မလားသွားဆန်းမယ်တားလို့နော်လက်စကိုဒါကတော့ပွဲထဲမှာနော်မင်းတို့နှစ်ကောင်ရတယ်ကူရှင်ဓာတ်ပေါက်တာပေးတယ်နှစ်ကောင်ပေးတယ်တားလို့နော်မင်းတို့ကောင်လည်းငါတက်တော့ item ကြည့်ထားတာ What What are you talking about man လွယ်လွယ်နဲ့ရမှာကွာလွယ်လွယ်နဲ့ရမလားစီကောင်းရမဲဘွားကြီးကသွားပြီနော်မင်းတို့အမဟာဒီပိုင်းပဲရှိတယ်အကောင်ရှင်းနေရအေးဆေးပဲတားလို့ဘယ်ပြေးမှလဲတားကြီးဘယ်ပြေးမှလဲဘယ်ပြေးမှလဲရောအမအန်ဂျလာလေးကပါဆယ်ဆွဲလို့ရတယ်တားကြီးဆွဲအကောင်မဟိုကရှော့ဒါပဲဟိုကနေတွေးနေဟိုကနေတွေးနေနေရောနော်အလားလေးတားရောနော်အလားလေးလုတ်ပလိုက်တယ်ဘာလဲအလားလေးဘာလဲကြောလုတ်ကြည့်တာလွတ်သွားပြီကွာလွတ်သွားပြီဒီအတိုင်းကောင်းမကောင်းတော့ဘာသာကိုလည်းမြင်တွေ့တဲ့အတိုင်းပဲတွေးရတော့တက်တယ်ဒမ်းမိကတော့အရင်မပါဘူးဒါကြောင့်မလို့ပွဲထဲမှာကိုယ့်အကိုဆက်တင်မဆက်တင်ဆိုတော့ကိုယ့်အကိုအဆုံးဖြတ်ပါနောက်ထပ်ဘယ်ဟီရိုလေးစမ်းပေးရမလဲဆိုတော့ကျွန်တော် comment လေးမှာမှန်သွားပေးလို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ